နှစ်တရားလို့ဘဝဟောင်းဆုံးမြေဒီချာစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲဒီဒါလီပြောင်းလဲတယ်ဝါရဲ့ခံရတွေသူနေရင်ကဒါရဆွဲထုတ်ဖို့ခွင့်ပြုလိုက်ချိန်မှာစုံမြဲလိုပါပဲဒီကနေ့တရားလို့ဘဝအောင်ဆုံးမြဲဒီချာစဉ်းစား